လူငယ်ပဲမျောလင့်ချက်တွေရှိတာပေါ့စိတ်ကူးထားတဲ့အိမ်မက်တွေလည်းပဲရှိတာပေါ့ကာလန်ဒေတန်ဆိုတဲ့အချိန်နဲ့အချိန်ခါတစ်ခုကိုရင်ဆိုင်နေရခြင်းအသုံးမကျဘူးဆိုတဲ့စလုံးအမေကြီးတော့မကတ်လိုက်ပါနဲ့ဒါကြောင့်ကျွန်တော်ကြိုးစားနေပါတယ်ခင်ဗျားတို့ထိုးနေတဲ့လက်ညှိုးတွေတစ်ချိန်မှာလက်ခုပ်အဖြစ်နဲ့ပြောင်းသွားမယ်အထီပေါ့ဗျာလူငယ်ပဲမျောလင့်ချက်တွေရှိတာပေါ့စိတ်ကူးထားတဲ့အိမ်မက်တွေလည်းပဲရှိတာပေါ့ကာလန်ဒေတန်ဆိုတဲ့အချိန်နဲ့အချိန်ခါတစ်ခုကိုရင်ဆိုင်နေရခြင်းအသုံးမကျဘူးဆိုတဲ့စလုံးအမေကြီးတော့မကတ်လိုက်ပါနဲ့ဒါကြောင့်ကျွန်တော်ကြိုးစားနေပါတယ်ခင်ဗျားတို့ထိုးနေတဲ့လက်ညှိုးတွေတစ်ချိန်မှာလက်ခုပ်အဖြစ်နဲ့ပြောင်းသွားမယ်အထီပေါ့ဗျာ